Hello အားလုံးပဲမင်္ဂလာပါရှင် Mr. Vision Tarot Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးတွေ့လိုက်ပြီဆိုလို့ရှိရင်ပထမဆုံးစိတ်ကိုငြိမ်အောင်ထားပါအသက်ကလေးဝအောင်ရှုမယ်ပြီးတော့ကနံပါတ်1 2 3 3ကတ်ထဲကနေပြီးတော့စိုက်တဲ့ကတ်လေးတစ်ကတ်ကိုရွေးချယ်လိုက်ပါ generity ဖြစ်တာကြောင့်မို့လို့ကိုနဲ့ကြိုက်တဲ့ energy ကိုပဲယူပါမကြိုက်တဲ့ဟာလေးတော့မိပြလိုက်ပါစိတ်ထဲမှာရိုင်းထားမျိုးမလုပ်ပါနဲ့ကနံပါတ်1ကိုရွေးချယ်ထားတဲ့သူတွေကကိစ္စတစ်ခုကိုစတင်မှုဖြစ်စီရှိပြီးသားကိစ္စကိုရှေ့ဆက်ပြီးတော့လုပ်ဖို့အတွက်ပေါ့နော်သူတို့တွေကမောမရဲဖြစ်နေတာလေးတွေ့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့ကလှုပ်လိုက်လို့ရှိရင်ငါအောင်မြင်ပါမလားဆိုတော့တွေးပူတဲ့စိတ်ကလေးရှိနေဒါမှမဟုတ်ဆိုလို့ရှိရင်တော့ကိုယ့်ကိုယုံကြည်မှုအားနည်းနေရပေါ့နော်ငါတော့မလုပ်နိုင်တော့ဘူးသူတစ်ပါးကငါ့ကိုကူညီမှရတော့မယ်ဆိုတော့တပားသူရဲ့အကူအညီလေးတွေကိုမျောလင့်နေတာမျိုးလေးတွေ့ရတယ်ငွေချင်းနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်လည်းသူတို့မှာပတ်စံရှိတယ်။ဒါပေမဲ့ကိုဒီမှာရင်းနှီးမြှုပ်နှံလိုက်လို့ရှိရင်ငါရဲ့ပတ်စံလေးကကုန်သွားမလားငါပတ်စံလေးဆုံးရှုံးသွားမလားဆိုတဲ့စိတ်ကလေးမျိုးဖြစ်နေတာတွေ့ရတယ်ပေါ့နော်။သူကတော့ဒါမဲ့ကြိုးတော့ကြိုးစားနေရပဲနေရာတနေရာရဖို့အတွက်ကိုကြိုးစားနေတယ်စိတ်ကလည်းပဲအဲ့လိုဖိစီးမှုတွေရှိနေတာပေါ့နော်။အဲ့တော့နံပါတ်1ကိုရွေးချယ်ထားတဲ့သူတွေကဆွေးမလျှော့ပါနဲ့ဆက်ပြီးတော့လုပ်ပါမကြခင်မှာကိုမမျောလင့်ထားတဲ့ကိုမထင်မှတ်တဲ့သူတွေကအကူအညီလေးတွေပေးလာတာကိုမျိုးကြုံရမယ်ပေါ့နော်အဲဒါကြောင့်ရှေ့ဆက်ပြီးတော့ဆက်လုပ်ပါဆွေးမလျှော့ပါနဲ့အောင်မြင်မှုတွေရလာပါလိမ့်မယ်ကနံပါတ်2ရွေးချယ်ထားတဲ့သူတွေကတော့ခုလက်ရှိမှာငွေရေးကြေးနဲ့ပတ်သက်ပြီးတော့အရင်ကန်ကောင်းနေတာမျိုးတွေ့ရမယ်ပေါ့နော်ပျော်ပွဲရွှင်ပွဲတွေကျင်းပရမယ်အလူတန်းတွေလည်းလုပ်ရမယ်ပြီးတော့ရေလန်းခီးသွားဖို့မြင်နေပေါ့နော်ကနံပါတ်2ရွေးချယ်ထားတဲ့သူတွေကသတိထားမှာတော့ပျော်ပွဲရွှင်ပွဲတွေအရင်များလာတဲ့အခါမှာပျော်ရွှင်မှုတွေအရင်များလာတဲ့အခါမှာနောက်ထပ်ကိုအခွင့်အရေးတွေအသက်တွေရောက်ရှိလာမဲ့ဟာမျိုးဆိုလို့ရှိရင်မတိလိုက်တာမှဖြစ်ဖို့အတွက်အပျော်တွေကိုတော့နည်းနည်းပါလျှော့ပေးရမယ်ပေါ့နော်ကိုစိတ်ကူးထားတဲ့ပုံစံအတိုင်းလက်တွေဖြစ်လာမယ်လုပ်ငန်းတဲ့ဆိုလို့ရှိရင်လည်းရွေးချယ်စရာဆုံးဖြတ်စရာကိစ္စတွေပေါ်လာမှာပေါ့နော်အဲ့တော့အဲ့လိုမျိုးဆုံးဖြတ်လိုက်တဲ့အခါကြလို့ရှိရင်လည်းပဲဆုံးဖြတ်ပြီးလို့ရှိရင်တော့ကိုကရှစ်ဆက်ပြီးတော့သွားရမှာပေါ့နော်အဲကြောင့်မို့လို့ဆုံးဖြတ်ချက်မမအောင်ပေါ့နော်မဆုံးဖြတ်ခင်မှာတတိချာချာလေးစဉ်းစားပြီးတော့ရွေးချယ်ဆုံးဖြတ်ပါလို့အကြံပေးချင်ပါတယ်ကနံပါတ်3ကိုရွေးချယ်ထားတဲ့သူတွေကတော့တည်ငြိမ်သူတွေပေါ့နော်သူတို့ကခံစားချက်ရောငွေကြေးပိုင်းမှာရောအလုပ်ကိုင်ပိုင်းမှာရောပေါ့နော်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုဦးစားမပေးဘဲနဲ့ဟန်ချစ်ညီအောင်ထိန်းထားနိုင်တဲ့သူတွေဖြစ်တဲ့တနည်းအားဖြင့်စိတ်တည်ငြိမ်နေပေါ့နော်အလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့အတိုက်ခတ်လေးတွေရှိနေတာတွေတွေ့ရတယ်ဒါပေမဲ့နံပါတ်3ကိုရေးချထားရဆုံးဖြတ်ချက်ပြတ်သားတဲ့သူတွေဖြစ်တဲ့ကြောင့်မို့လို့အရင်လုံနေကြပုံစံတိုင်းကိုယ့်ရဲ့စိတ်အတိုင်းပဲတတိချာချာလေးကိုစဉ်းစားဆုံးဖြတ်ပါဒါဆိုလို့ရှိရင်တော့အဲ့ဒီအခက်အခဲလေးတွေကပြည့်တယ်သွားမှာပေါ့နော်ငွေကြေးဘက်နဲ့ပတ်သက်ပြီးဆိုလို့ရှိရင်လည်းပဲအဆုံးဆုံးမှုတွေလေးလွတ်မှုတွေမရှိအောင်လို့ဟန်ချင်းညီညီနဲ့သုံးနိုင်တဲ့လူတွေစဉ်းစားချစ်ချိန်နိုင်တဲ့လူတွေဖြစ်တာကိုတွေ့ရတယ်ပေါ့နော်အဲဒါမို့လို့ဒီစိတ်တိုင်းပဲရှစ်ဆက်ပြီးတော့သွားပါအောင်မြင်မှုတွေဆက်ပြီးတော့ထိန်းနိုင်ပါလိမ့်မယ်အားလုံးကျေးဇူးတင်ပါတယ်